Hello，大家好，阿罗妹明啦吧？AK channel online class ရဲ့ YouTube channel မှာကြိုဆိုပါရစေ။နောက်ဆိုဒီနေ့မှာတော့ HSK level 1ရဲ့ဝါဒနဲ့နမူနာဝါကြများအပိုင်း3ကိုဆက်ပြီးတော့လေ့လာကြည့်ကြည့်အောင်ပေါ့နော်။နောက်ပါမယ်အချီခန့်အဲ့တော့နံပါတ်1ကကြတော့ဖွင့်သည်မောင်းသည်ဖွင့်တယ်မောင်းတယ်ဆိုရင်ခိုင်းဆိုတာကတကားတွေဆိုရင်ဖွင့်တယ်ကားတွေဆိုရင်တော့မောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်။ဖွင့်တယ်မောင်းတယ်ခိုင်းဖွင့်တယ်မောင်းတယ်လို့အဓိပ္ပာယ်ရတယ်။ငါ3နှစ်ကြာတက္ကစီမောင်းခဲ့တယ်။我开了3年出租车了。我开了3年出租车了。ငါကတဲ့开了မောင်းခဲ့တယ်3年ဆိုတာ3နှစ်ကြာ出租车ဆိုတာကတက္ကစီကို出租车လို့ခေါ်တယ်။အဲ့တော့我开了3年出租车了ငါ3နှစ်ကြာအောင်တစီမောင်းခဲ့တယ်အဲ့တော့ဒီညမှာ particle နှစ်ခုပါတာကကြတော့အဲ့တော့အတိတ်တစ်ချိန်ကလုပ်ခဲ့တဲ့အလုပ်ဆောင်ချက်ဒီလက်ရှိအချိန်မှာလည်းလုပ်နေစေပဲဆိုတော့ဒီအကြောင်းအရာကိုဖော်ပြတာပေါ့နော်လုံခဲ့တဲ့3နှစ်လောက်ကနေပြီးသူတစီမောင်းလာတယ်အခုထက်ထိလည်းသူတစီကိုမောင်းနေစေပဲလို့ပြောတာပေါ့နော်အဲ့တော့ငါ3နှစ်ကြာအောင်တစီမောင်းခဲ့တယ်我开了3年出租车了我开了3年出租车了ငါ3နှစ်ကြာတက္ကစီမောင်းခဲ့တယ်ကျွန်တော်အဖေကကုမ္ပဏီတည်တည်လေးတစ်ခုဖွင့်ခဲ့တယ်我爸爸开了一个小公司我爸爸开了一个小公司我爸爸ကျွန်တော်ရဲ့အဖေက开了ဖွင့်ခဲ့တယ်一个ဆိုတာကတစ်ခု小公司ဆိုတာကုမ္ပဏီတည်တည်လေးကုမ္ပဏီအသေးစားပေါ့小公司ကုမ္ပဏီအသေးအဲ့တော့ကျွန်တော်အဖေကကုမ္ပဏီအသေးလေးတစ်ခုဖွင့်ခဲ့တယ်ဆိုရင်我爸爸开了一个小公司我爸爸开了一个小公司ကျွန်တော်အဖေကကုမ္ပဏီတည်တည်လေးတစ်ခုဖွင့်ခဲ့တယ်မင်းကားကိုဖြည်းဖြည်းမောင်းပါ你慢点开车你慢点开车你ဆိုတာကတော့မင်းခင်ဗျာ慢点ဆိုတာနည်းနည်းအနည်းငယ်တော့ဖြည်းဖြည်းပေါ့慢点ဆိုတာနည်းနည်းဖြည်းဖြည်းလေးပေါ့နော်慢ဆိုတာကနေကွေးတာကို慢လို့ခေါ်တယ်慢点ဆိုတာနည်းနည်းဖြည်းဖြည်းလေး开车ဆိုတာကားမောင်းတာဒါကြောင့်မင်းကားကိုဖြည်းဖြည်းမောင်းမှဆိုရင်你慢点开车你慢点开车မင်းကားကိုဖြည်းဖြည်းမောင်းမှ你慢点开车မင်းကားကိုဖြည်းဖြည်းမောင်းမှ下一个ကြည့်သည်ဖတ်သည်看ဆိုတာကကြည့်တယ်စာရေးဆိုရင်ဖတ်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်你看那本书在桌子上呢你看那本书在桌子上呢你看ဆိုတာမင်းကြည့်ပါတဲ့那本书ဆိုတာအဲ့ဒီစာအုပ်က在桌子上桌子ဆိုတာစပွဲအဲ့တော့在ကမှာ上ကအပေါ်在桌子上ဆိုရင်စပွဲပေါ်မှာရှိတယ်呢ဆိုတာလည်းဒါလေတံပြောင်းစီဖို့အတွက်ဒီညမှာထည့်ပြီးသုံးတာပေါ့နော်အဲ့တော့你看那本书在桌子上呢你看那本书在桌子上呢မင်းကြည့်ပါအဲ့ဒီစာအုပ်ကစပွဲပေါ်မှာရှိတယ်မင်းပါကြည့်နေတာလဲ你在看什么你在看什么你မင်းက在看ဆိုရင်ကြည့်နေတာ什么ဆိုတာပါလဲဒါကြောင့်မင်းပါကြည့်နေတာလဲဆိုရင်你在看什么你在看什么မင်းပါကြည့်နေတာလဲ你在看什么မင်းပါကြည့်နေတာလဲငါစာဖတ်နေတယ်我在看书呢我在看书呢我ကျွန်တော်က在看书ဆိုတာစာကြည့်နေတာဒါကြောင့်ငါစာကြည့်နေတယ်စာဖတ်နေတယ်ဆိုရင်我在看书呢我在看书呢ငါစာဖတ်နေတယ်下一个မင်းအိမ်ပြန်ရောက်ပြီလား你回到家了吗你回到家了吗你မင်းက回到家အိမ်ပြန်ရောက်တာ回到家了ဆိုရင်အိမ်ပြန်ရောက်ပြီလို့ပြောတာမဆိုတာလာလို့အဓိပ္ပာယ်ရတယ်ဒါကြောင့်မင်းအိမ်ပြန်ရောက်ပြီလားဆိုရင်你回到家了吗你回到家了吗မင်းအိမ်ပြန်ရောက်ပြီလား你回到家了吗ငါအိမ်ပြန်ရောက်ပြီ我回到家了我回到家了我ငါက回到家အိမ်ပြန်ရောက်တယ်回到家了အိမ်ပြန်ရောက်ပြီဒါကြောင့်ငါအိမ်ပြန်ရောက်ပြီဆိုရင်我回到家了我回到家了ငါအိမ်ပြန်ရောက်ပြီ我回到家了下一个ခေါ်သည်ခိုင်းသည်叫
叫ဆိုတာကခေါ်တယ်ခိုင်းတယ်လို့အဓိပ္ပာယ်ရတယ်ငါနာမည်ကိုလီမင်လို့ခေါ်တယ်我的名字叫李明我的名字叫李明我的名字ဆိုတာကငါရဲ့နာမည်ကိုကြောက်ခေါ်တယ်လီမင်ဆိုတာကသူ့ရဲ့နာမည်လီမင်ပေါ့နော်ဒါကြောင့်ငါ့နာမည်ကိုလီမင်လို့ခေါ်တယ်我的名字叫李明我的名字叫李明ငါနာမည်ကိုလီမင်လို့ခေါ်တယ်အမေကငါ့ကိုဈေးဝယ်ခိုင်းတယ်妈妈叫我买东西妈妈叫我买东西妈妈အမေက叫我ငါ့ကိုခိုင်းတယ်买东西ဆိုတာဈေးဝယ်တာဒါကြောင့်အမေကငါ့ကိုဈေးဝယ်ခိုင်းနေဆိုရင်妈妈叫我买东西妈妈叫我买东西အမေကငါ့ကိုဈေးဝယ်ခိုင်းတယ်အမေကကျွန်တော်ကိုအဝတ်လျှော်ခိုင်းတယ်妈妈叫我洗衣服妈妈叫我洗衣服妈妈အမေက叫我ငါ့ကိုခိုင်းတယ်洗衣服ဆိုတာအဝတ်လျှော်တာကို洗衣服လို့ခေါ်တယ်အဲကြောင့်အမေကငါ့ကိုအဝတ်လျှော်ခိုင်းနေဆိုရင်妈妈叫我洗衣服妈妈叫我洗衣服အမေကငါ့ကိုအဝတ်လျှော်ခိုင်းတယ်ဒါဆိုရင်အမေကငါ့ကိုထမင်းဟင်းချက်ခိုင်းနေဆိုရင်ထမင်းဟင်းချက်တာကို做饭菜လို့သုံးတယ်ဒါဆိုရင်အမေကငါ့ကိုထမင်းချက်ခိုင်းနေဆိုရင်妈妈叫我做饭菜妈妈叫我做饭菜အမေကငါ့ကိုထမင်းချက်ခိုင်းနေပေါ့ဟောဒါမျိုးတွေပြောလို့ရတယ်ပေါ့နော်ဟောဒါကတော့ HSK level 1 ORR နဲ့နမူနာဝါကျများအပိုင်း3ကိုဒီနေ့မှာအတူတူဆက်လက်ပြီးတော့လေ့လာခဲ့တာပဲဖြစ်တယ်ပေါ့နော်ဒီလိုသင်ခန်းစာတွေကိုနေ့စဉ်လေ့လာကြည့်နေဆိုလို့ရှိရင် AK Channel Online Play ရဲ့ YouTube Channel လေးကို Subscribe နှိပ်ပြီးတော့နေ့စဉ်ဝင်ရောက်ကြည့်ရှုလေ့လာလို့ရပါတယ်အမြဲလေ့လာအားပေးနေကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ好谢谢大家那我们下次见